မင်္ဂလာပါအခုဗီဒီယိုမှာကတော့2025ခုနှစ်ဇွန်လကနေ2025ခုနှစ်ကုန်တဲ့အထိမင်းရာသီဘွားတွေရဲ့အကြောင်းကိုအရှေ့တိုင်းနက္ခတ္တနည်းပညာဖြင့်တင်ပြဟောပြောပေးသွားမှာဖြစ်ပါတယ်မတ်လ15ရက်နေ့ကနေဧပြီလ13ရက်နေ့တွင်မွေးဖွားကြသူတွေဟာမင်းရာသီဘွားများဖြစ်ကြပါတယ်ကောသာရာဟုကျော်ဟာ2025ခုနှစ်မေလ17ရက်နေ့မှာကုန်ရာသီကိုရောက်ရှိပါတယ်အရင်နှစ်ကခက်ခဲသမျှတွေအရင်နှစ်ကအဆင်မပြေခဲ့သမျှတွေကိုကျော်လွန်ပြီးတော့မှအခုကာလမှာခေါင်းမုံတဲ့အချိန်ကာလကိုရောက်ရှိလာပြီဖြစ်ပါတယ်အရင်ကရပ်တန့်သွားတဲ့အလုပ်ကြီးပြန်လည်လှုပ်ဆောင်ရတာမျိုးကြုံမယ်နှစ်ပေါင်းများစွာဝေးကွာနေတဲ့မစ်ဆွေဟောင်းနဲ့ပြန်လည်ဆုံတွေ့တာမျိုးကြုံမယ်နှစ်ပေါင်းများစွာအဆင်မပြေခဲ့တဲ့အခြေအင်ဒိုရီကိစ္စတွေပြန်လည်အစီအပြေတာမျိုးတွေကြုံတွေ့နိုင်ပါတယ်ဤပညာပိုင်းဆိုင်ရာလုပ်ငန်းတွေကိုသင်ကူစီပူရတာမျိုးတွေကြုံတွေ့နိုင်ပါတယ်နောက်တစ်ခါဘယ်လို့ဘယ်လို့ရည်မှန်းချက်ထားပြီးတော့မှတိတိကျကျလုပ်ဖို့လိုအပ်ပါတယ်အဲ့လိုလုပ်တဲ့အခါမှာလည်းကိုယုံကြည်မှုရှိမယ်ဆိုလို့ရှိရင်တော့ဒီတက်မကပို့တော့အောင်မြင်တိုးတက်ပါလိမ့်မယ်ဟုတ်မတော်တဆထိခိုက်တာမျိုးတွေကြုံတွေ့နိုင်တဲ့အတွက်သွားလာတာစက်သက်ရာသတိထားဖို့လိုအပ်ပါတယ်မင်းရာသီဘွားတွေရဲ့အခြေအင်တော်ကြီးကိစ္စပြောပြမယ်ဆိုလို့ရှိရင်တော့ဒီအခုတနစ်တာကာလပတ်လုံးကတယောက်နဲ့တယောက်နားလည်မှုပဲပြီးတော့မှကြောက်ပစတန်မျိုးတွေကြုံတွေ့နိုင်တဲ့သဘောထားကွဲလွဲတာမျိုးတွေကြုံတွေ့နေပါတယ်အခြေအင်တော်ကြီးကိစ္စတွေမှာပူပင်တော့ကရောက်ရတာမျိုးတွေလည်းကြုံတွေ့နိုင်ပါတယ်ဒါကြောင့်မို့လို့တုံးနဲ့တုံးတယောက်နဲ့တယောက်ဒီကခွင့်လို့ကိုအတွက်အထူးလိုအပ်ပါတယ်လူငယ်များအနေနဲ့ကတော့ပြန်ရေးဘက်မှာမျောလင့်ထားတာတဲ့ပို့ပြီးတော့မှအောင်မြင်တိုးတက်မဲ့နှစ်လည်းဖြစ်ပါတယ်ဆောင်ရတွေကတော့ဂုံတော်ကိုဘကိုနည်းနည်းအိယာထားရင်ကိုကောက်နည်းနည်းအိယာဝင်ကိုကောက်ရပတ်ပြီးတော့ပါမိမိအသက်ထက်ပို့ပြီးတော့မှရုပ်ပါပူဇော်နိုင်တော့ပို့ပြီးတော့ကောင်းမှုပါတယ်အင်းကြီးအပြန်ကြောင့်ဝတ်တာအမဲသားစားတော့ဆောင်ရပါမယ်နောက်တစ်ခါမိမိဝတ်ပြီးသားအဝတ်စားတစ်စုံကိုမရှိနွန်ပါတဲ့သူတွေကိုတူပေးလိုက်ပါအရှိတောင်ပဲအရက်နဲ့တက်ဆိုင်တဲ့နေရာမျိုးတွေကိုတော့သွားလာတာအထူးပြုဆိုင်ဖို့လိုအပ်ပါတယ်မေယာဒီဘွားများအားလုံးကျမ်းမာချမ်းသာလူဝဆန္ဒတွေပြေဝကြပါစေ